နာမည်ကြီးအပါတာရုပ်ရှင်တွေကကောင်းကင်မှာလွင်မျောနေတဲ့တောင်တန်းကြီးတွေကိုမှတ်မိကြအောင်ပါအဲ့ဒီတောင်တန်းတွေကစိတ်ကူးရင်တသက်မို့ပဲတကယ်ရှိတဲ့နေရာတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာဆိုရင် brother တို့ယုံနိုင်မလားကျွန်တော်တို့ပိုင်စောထပ်ပါဒါမျိုးဘူးဒရရတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေသူပါအခုပဲစလိုက်ကြအောင်တရုတ်နိုင်ငံဟူနန်ပြည်နယ်မှာရှိတဲ့ကြံကြားကျဲမျိုးသားဥယျာဉ်ဟာကမ္ဘာအံွယ်တစ်ခုပါအဲ့ဒီနေရာမှာကောင်းကင်ကိုထိုးတက်နေတဲ့ကြောက်တိုင်ပုံစံတောင်တန်းပေါင်း3000ကျော်ရှိပါတယ်တချို့တောင်တန်းတွေဆိုရင်အမြင့်ပေ1000ကျော်ထိရှိပြီးတိမ်နေကြားမှာထိုးထွက်နေတဲ့မြင်ကွင်းဟာတကယ်ကိုတခြားကမ္ဘာတစ်ခုရောက်သွားသလိုခံစားစီရမှာပါဒီထဲမှာ Sunset Sky Column လို့ခေါ်တဲ့တောင်တန်းကြီးကအဘာတာရုပ်ရှင်ကားတဲ့ Hallelujah Mountain တွေအတွက်စိတ်ကူးကြသိခဲ့တဲ့နေရာပါဒါကြောင့်လေအခုဆိုရင်ဒီတောင်တန်းတွေကိုအဘာတာ Hallelujah Mountain လို့တောင်အမည်ပြောင်းပြီးခေါ်နေကြပါပြီဒီတောင်တန်းတွေကိုလည်းတကူကြည့်နိုင်ဖို့အတွက်လည်းကမ္ဘာအမြင့်ဆုံးပြင်ပဓာတ်လိကာဖြစ်တဲ့ Bino Elevator ကိုတည်ဆောက်ထားပါတယ်စက္ကန့်90အတွင်းမှာပေပေါင်း1000ကျော်အမြင့်ကိုခေါ်ဆောင်သွားမှာဖြစ်ပြီးဓာတ်လိကာတွေကနေမြင်ရတဲ့မြင်ကွင်းကတော့တကယ်ကိုရင်သက်ရှူမောစရာပါတိမ်မလေတွေကြားမှာလွင်မျောသလိုခံစားမဲ့ဒီတောင်တန်းကြီးတွေကို brother တို့ရောသွားလေကျင်ကြလားအမြင့်ကြောက်ပြီးရည်သားမရှိတဲ့သူတွေဆိုရင်တော့သွားမလဲဖို့အကြံပေးလိုက်ပါတယ်အာကာသနဲ့အနီးဆုံးမှာရှိတဲ့ကမ္ဘာအမြင့်ဆုံးမြို့တစ်မြို့ရဲ့အကြောင်းဒီနေ့ပြောပြပေးပါမယ်လူအများစုကမြို့ပြတွေမှာနေထိုင်ကြပေမဲ့ကမ္ဘာပေါ်မှာအာကာသနဲ့အနီးဆုံးတိမ်တွေရဲ့အထက်မှာတည်ရှိနေတဲ့မြို့တစ်မြို့ရှိပါတယ်အဲ့ဒါကတော့ပီရူးနိုင်ငံကလာရင်ကွန်နာရာမြို့ပဲဖြစ်ပါတယ်ဒီမြို့ဟာပင်လယ်ရေမျက်နှာပြင်ထက်ပေပေါင်း16900ကျော်မှာတည်ရှိပြီးကမ္ဘာအမြင့်ဆုံးမြို့အဖြစ်စံချိန်တင်ထားပါတယ်ဒီမြို့မှာနေထိုင်ရတာတကယ်ကိုစိန်ခေါ်မှုတစ်ခုပါဘာလို့လဲဆိုတော့အမြင့်ပေအရန်များတဲ့အတွက်အောက်ဆီဂျင်ပမာဏကပုံမှန်ထက်90%လောက်ပဲရှိပါတော့တယ်ဒီနေရာကိုရောက်သွားတဲ့ဧည့်သည်တွေကအသက်ရှူရတာခက်ခဲတာခေါင်းမူတာမျိုးတွေကိုချက်ချင်းခံစားရလေရှိပါတယ်ဒီလောက်နေထိုင်ရခက်ခဲတဲ့နေရာမှာလူပေါင်း9000ကျော်ကဘာလို့နေထိုင်ကြတာလဲအဖြေကတော့ရွှေကြောင့်ပါဒီမြို့ဟာရွှေတွင်းတွေအနီးမှာတည်ရှိတာကြောင့်လူတွေကဆင်းရဲဒုက္ခတွေကိုအန်တူပြီးတော့ရွှေတူးဖော်တဲ့အတွက်စုဝေးနေထိုင်ကြတာဖြစ်ပါတယ်ထူးခြားချက်ကဒီမြို့မှာအစိုးရအုပ်ချုပ်မှုတွေရန်တရားမရှိသလောက်ရှားတယ်နေပညာတွေတိုးတက်နေပေမဲ့ဒီမြို့မှာတော့လမ်းမရှိဘူးရေပေးဝေရေးစနစ်မရှိပါဘူးတနေ့ပတ်လုံးအပူချိန်ကရေခဲမှတ်အောင်မှာပဲရှိနေတတ်ပါတယ်ဒါပေမဲ့ဒီမြို့ရဲ့အပေါ်ကနေကြည့်လိုက်ရင်တော့မြင်ရတဲ့မြင်ကွင်းကအာကာသထဲရောက်နေတယ်လို့မျိုးတိမ်မင်လေတွေကိုတွေ့မြင်ရမှာပါလာနိုကိုနာရာဟာလူသားတွေရဲ့ရှင်သန်လိုစိမ့်နဲ့ရုန်းကန်မှုကိုပြသနေတဲ့ကမ္ဘာအစွန်ဖျားကထူးခြားတဲ့မြို့တစ်မြို့ဖြစ်တာကြောင့်ကျွန်တော်တို့တွေသွားလေတင်လားမလဲတင်ဘူးလားဆိုတာတော့ကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်